ဒါကတော့ကိုနေအောင်ရမ်းကြိုက်တဲ့ဟိုပါပေါ့နော်တခုဥပေါ့နော်အဲ့ဒါသူတို့ကတော့ဟိုပါပေါ့မြောက်ချင်းလို့ခေါ်ကြဒါပေမဲ့မြောက်ချင်းဟာတတ်ရှိတယ်ပေါ့နော်ဒါကတော့ကောက်ရှာတီးလို့ခေါ်တာပေါ့နော်တောင်ပေါ်မှာပေါ့နော်နောက်တနေ့တော့ရှာမယ်နော်ဒီဥပေါ့နော်ကိုနေအောင်ရမ်းကြိုက်လို့ကိုနေအောင်တွေ့တော့ရှာပြီးရပေါ့နော်ကျွန်တော်တို့လည်းကြိုက်ပါတယ်ဒါပေမဲ့ကိုနေအောင်တို့ဖက်ကနည်းရှားတော့အပေါ်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီအောက်ကူထဲမှာဝင်နိုင်မယ်လေနော်ကူထဲဝင်နိုင်မယ်မြင်ဝင်နိုင်မယ်မိနစ်ရှိသွားမှာဆိုကူထဲဝင်နိုင်မယ်မဟင်းချက်စားကြတာမသိဘူးငယ်တော့ကကျွန်တော်တို့ဒီမှာလည်းဟင်းချက်စားဘူးတော့ပေါ့နော်အကူအပေတော့အပေါ်မှာအကူကတော့အပေါ်ရောက်သွားပြီပေါ့နော်ကျွန်တော်ကတော့တဲ့တော့အရင်တော့ကတော့အပေကအနိကရိုက်လို့မရဘူးဖြစ်တယ်ဟာထီလည်းနေအမအပေအဒါတော့အပေပေါ့နော်ဒါဥအစားလို့ကောင်းတာပေါ့နော်မတူဘူးပေါ့နော်အကူရဲ့လက်အောက်မှာအစားလို့မရဘူးနော်ဒီအရှိမှာစားလို့ရနေခန့်နေအမင်းနဲ့တအားနေခန့်နေအမင်းနဲ့ကငါအဲ့ဒါအကူကင်နေဟာဒါတော့ဥစားလို့ရတာပေါ့နော်သူကနှွေရည်ဆိုပို့စားလို့ကောင်းတာပေါ့နော်တော့ကြောက်ဆောင်ပေါ်မှာပဲရှိတယ်ပေါ့နော်ဟောအဝေးကြီးပဲဒါတော့ဒီလောက်ရပြီပေါ့နော်ဒါမြောက်ချင်းအင်ယူတော့မဟုတ်ဘူးပေါ့နော်ဒါအင်ယူမဟုတ်ဘူးဒါကောက်ရှာတီးလို့ခေါ်တော့ပေါ့နော်ဟောဒီဘယ်လိုခေါ်တော့ကောက်ရှာတီးဆိုတော့ကြက်ဖပန်းလို့ခေါ်တော့ပေါ့နော်ဒီမှာတူဥလေးတွေကြက်ဖပန်းဒါတော့ဥသေးတယ်ဒါတော့မလှဘူးခဏနေထက်ရှာမယ်နော်ကူလဲဟောပေါ့နော်လုံတော့ပေါ့ဒီမှာမိုးတွေတိတ်မစိုးဘူးပေါ့နော်ဒီနားတော့ထက်ရှာကြည့်လိုက်မယ်နော်အောက်မှာကျွန်တော်လဲအောက်မှာနေတာအားမရလို့အပေါ်ထိတက်လိုက်တာပေါ့နော်အပေါ်ကတော့ဟုတ်အကူကတော့ဟုတ်ဖက်ကြောက်ဆောင်မြင်ရောက်တယ်နေကျွန်တော်လဲဒီမှာဒီဖက်တွေ့ပြီပေါ့နော်အရင်ကတော့များတာပေါ့နော်ဒီမှာအခုကတော့အခုအစားသမားများလာတော့နဲလာနည်းနည်းရှားလာပြီလို့ပြောရအောင်ပေါ့နော်ဒီမှာဒီအပင်လေးပါဒီဥလေးပေါ့နော်ထောင်းစားလို့လည်းရတယ်ကြော်စားလို့လည်းအစိမ်းစားလည်းရတာပေါ့နော်မြောက်ကျင်းရတတ်ရှိတယ်ခဏနေမှအိမ်မှာစိုက်ထားတဲ့ပင်ရှိတယ်ပေါ့နော်မြောက်ကျင်းကတော့နည်းနည်းမွေးတယ်သွားတော့နည်းနည်းပါစက်ထဲမှာနည်းနည်းထုံတယ်ပေါ့နော်အဲ့မျိုးတော့မဲ့ကြိုက်ချင်းမတူကြဘူးပေါ့နော်ကျွန်တော်ဆိုပြလိုမျိုးပေါ့မကြိုက်တဲ့သူတော့လုံးဝမကြိုက်ဘူးပေါ့အဲ့ကျွန်တော်တို့ဥကြည့်လိုက်မယ်အိုးပါဥများလိုက်တာဒီမှာဟောဒီဟာခုနကိုရှာတဲ့ဟာတဲ့ဥပုံကြီးတယ်ပေါ့နော်ဒီအပင်လည်းကြိုက်တတ်တယ်ခိုင်းပြမယ်နော်ထီလိုက်ရင်အားရတဲ့အပင်ရှိတယ်ပေါ့နော်ဒါတော့စားလို့ရတယ်ဒီဘက်မှာလည်းဥရှိအပင်ပြမယ်နော်ဒီအပင်အသားနဲ့ထိရရတယ်ပေါ့နော်သူကဘာနဲ့တူလဲဆိုတော့ထက်ရှာလိုက်မယ်နော်ခဏနေရမယ်ထက်ရိုက်ပြမယ်နော်ကြောက်ဆောင်တော့မြင့်တဲ့နေရာလေးရှိတယ်ပေါ့နော်မြေတော့မတွေ့ရဘူးပေါ့နော်ကြောက်ဆောင်ကြည့်ပဲအောက်မှာလည်းနဲ့ရွယ်ဒီမှာပါခုနအကိုရှာတော့ဥတွေတိတ်မရှိဘူးပေါ့နော်ကျွန်တော်ရှာတွေ့တာဥအရန်ရှိလှတယ်ပေါ့နော်ဒီမှာအလုံးလေးတွေလှနေတာပဲနော်ဝင်းဝါနေတာပဲအဒီအပြင်မှာဆိုဒီမှာလာလေးတွေလှကြောက်ဆောင်ပေါ်မှာဆိုတော့ဒူးတုံတော့ဗောနော်ကင်မရာလေးကာရဖုံးပြုတ်ကြအောင်လဲစိုးတာဗောနော်ဒီငယ်တော့ကတော့ဒီကိုရွာရဲ့ဒီဗောနော်ကြောက်ဆောင်ပေါ်တော့အကုန်လုံးတက်ဖူးတာပဲအကုန်လုံးအမြင့်လေးတက်တာပဲဘာဖြစ်လို့မြောက်ကျင်းလို့ခေါ်လဲဆိုတော့ပြောပြမယ်နော်မြောက်ကျင်းဆိုတော့မြောက်ကကြောက်ဆောင်ပေါ်မှာဟောဗောရှိနေတော့သူတို့လည်းကြောက်ဆောင်ပေါ်မှာပဲရှိနေတော့အကြောင်းမြောက်ကျင်းလို့ခေါ်တာဖြစ်ပါတယ်ဒါပေမဲ့ဒါကတော့မြောက်ကျင်းမဟုတ်သေးဘူးအသေးမျိုးမှမြောက်ကျင်းခေါ်တယ်ဗောနော်ဒါကတော့ကြက်ဖပန်းဥလို့ခေါ်တယ်ဗောနော်ထက်ရှာမယ်နော်အောင်တို့ခေါ်တဲ့မြောက်ကျင်းတော့ဒါကတော့အမှန်ကျွန်တော်တို့ပဲမြောက်ကျင်းလို့မခေါ်ဘူးပေါ့နော်မြောက်ကျင်းအစ်စ်ပြမယ်နော်ဒါကတော့ကြက်ဖပန်းဥလို့ခေါ်တော့ပေါ့နော်ဒါဥကြီးဆိုတော့ဥရောပဥလို့ဖြစ်မှာပေါ့ဒါကတော့ကျွန်တော်တို့တကက်ပေါ့နော်မြောက်ကျင်းကဒါပေါ့နော်ဒီမှာသူ့ရဲ့ကွာချားပုံပြမယ်နော်ဒီကောင်ကနည်းနည်းဟောဖြစ်တယ်ဘယ်လိုပြောမလို့နည်းနည်းကျန်းတယ်ပေါ့နော်သူ့အရွက်လေးတွေကကျန်းမျိုးပုံစံမျိုးရှိတယ်
သူကတော့တမျိုးပေါ့နော်မပြောတတ်တော့ဘူးဒီမှာပြမယ်နော်သူတို့ရဲ့ကွာချပုံကဒါတမျိုးပေါ့နော်အပြင်ကြည့်လိုက်ရင်တော့အပြင်အသေးအကြီးအလိုပဲကွာတာဒါပေမဲ့မတူဘူးပေါ့နော်ဟိုဒီအပြင်မှာတကယ်အပြင်မှာတွေ့ရင်ဟောကြည့်ရင်တော့မတူဘူးပေါ့နော်ဒါတော့တကယ်မြောက်ကျင်းအစ်စ်ပေါ့နော်ဒါတော့ဂျပန်ဥကြောက်ဆောင်ပေါ်မှာပဲရှိတာပေါ့နော်တခါတချို့တခါတလေလည်းသူတို့ဟိုပေါ်မှာရှိတယ်ပေါ့နော်ဒီအပြင်ပေါ်မှာကပ်ပြီးတော့တစ်ပင်ကြီးတွေပေါ်မှာကပ်ပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်တွေ့တဲ့ဥအရန်လှအခုတွေ့တဲ့ဥကတော့မြန်မာဥတဲ့သေးသေးလေးပဲဒါတော့နိုင်ငံခြားဥပေါ့နော်ကြီးတော့အရင်ကအကိုတွေ့ထားတဲ့ဒီမှာဥကအမှာပေါ့နော်ကိုနေအောင်တွေ့လက်ဆောင်ပေါ့နော်